United က Edison ကိုခေါ်ပြီးတဲ့အချိန်မှာ Rafael Leao က Manchester United အသင်းရဲ့နောက်ထပ် main target ဖြစ်တယ်လို့ဖော်ပြလာတယ်။ United ကသူ့ကိုတန်း90လောက်ပဲသုံးပြီးတော့ခေါ်မယ်ပေါ့ဗျာ။ AC Milan အသင်းက60လောက်ထိရောင်းနိုင်တယ်။တချို့ report တွေမှာဆိုရင်60တချို့ report တွေမှာ90ကျော်လောက်နဲ့တောင်ဖြစ်နိုင်ပြီးတော့ Man United AC Milan အသင်းရှိရဲ့ပြောင်းရွှေ့ခြင်းကို United ကအခွင့်အရေးယူပြီးတော့ပြောင်းရွှေ့ခြင်းတန်း90ယူရိုတန်း90ဟာသူ့အတွက်အဲ့ report အတွက်လုံလောက်တယ်Rafael Leao တဲ့လုံလောက်တယ်ဆိုပြီးတော့ Football Insider ကဖော်ပြတယ်။ United ကဒါကိုကြည့်ချအဖြစ် Talksport မှာအရာ Edison ပြင်ကို Rafael Leao ပါတခါတည်းအရောက်ခေါ်ခြင်းနေဆိုတဲ့အချက်အဓိကကျွန်တော်ခုနပြောလို့ Portuguese connection ဒီကူထားလို့ရှိတယ်ဒီတစ်ဖက်က Bruno Fernandes ရှိတယ်အဲ့ဒါအပြင်ကိုမှတကယ်လို့ Rafael Leao ရဲ့အပြောင်းရွှေ့မဖြစ်ဘူးဆိုရင်အသက်20ရွယ်ရှိတဲ့ Man United ကပိုတူရဲ့တောင်မန်ကစားမ William Gomez ဆိုတဲ့တယောက်ကိုသဘောကျတယ်ဒီကစားမကပိုတိုရဲ့အသက်20လူငယ်လေးပဲဖြစ်ပြီးတော့သူ့ရဲ့လက်ရှိရော်ကြီးစာချုပ်ကယူရိုတန်း80ရှိတယ်။ Man United ကကျွန်တော်ကြည့်နေတာအဲ့တောင်မန်အတွက်3ယောက်လောက်ရှိတယ်ယူရိုတန်း80ရှိတယ်ဆိုတော့ဒီ William Gomez ဆိုတဲ့ Chartic ကအသက်20ပဲရှိပေမဲ့အသင်းတိုင်းကလူချင်နေတဲ့အတွက်ကြောင့် Manchester United လည်းစိတ်ဝင်စားတဲ့အခါမှာသူတို့ဘက်ကယူရိုတန်း80သတ်မှတ်ထားတယ်။အဲ့ရော်ကြီးစာချုပ်ကိုပြီးရင်ရမယ်။တကယ်တမ်းကျတော့ William Gomez ဆိုတဲ့ Chartic ကဘလောက်မှဈေးလက်ရှိတာမဟုတ်အခုအသက်ကလူငယ်ပဲရှိသေးတယ်ဒါပေမဲ့ထုံးစံတိုင်းပေါ့ဗျာအသင်းကြီးတစ်သင်းလိုက်ပြီဆိုရင်ဘယ်ကစားမှမဆိုအကုန်လုံးကတောင်းဆိုနေကြတယ်သူ့ရဲ့လက်ရှိ current market value က20 25တန်းပဲရှိတာ